တို့လမ်းစဉ်လိုက်တို့လိုပဲငါပိုင်နေပြောငါတည်သွားရင်ငါရမျိုးဆက်တွေပြန်ချန်ခဲ့ရမှာတကယ်တော့တည်တယ်ရတနာတွေရအောင်ယူမသွားနိုင်ဘူးငါကတော့ဒီရတနာတွေကိုနောက်ဘဝတွေဒီရအောင်ယူသွားမယ်အဲ့တော့ဘာလုပ်လဲဆိုအကုန်လုံးလှူလိုက်နော်ဒီရတနာတွေကိုနောက်ဘဝတွေရယူလိုက်အကုန်လုံးလဲအကုန်ဘယင်အကြောင်းကြားပြီးတော့ရတနာလိုချင်တဲ့သူတွေကြိုက်တဲ့လောက်ဝင်တယ်နော်ဖော်တော့အခုခေတ်ဆိုရန်နေတော်ဖြစ်ကုန်လားမသိဘူးနော်ကိုတော်တွေဖွင့်ပေးလိုက်တာကြောက်တယ်ဗတယ်များကြီးလိုချင်တဲ့သူလိုတဲ့လောက်တော့ယူသွားတော့အကုန်ပေးလိုက်တာအကုန်တော့ပတ်နကူပြစ်တယ်ဘယ်သူ့ကိုဘလောက်ပေးမနေဘူးသူကကိုတော်တွေအများကြီးချမ်းသာတာရဲတကယ်ရွှေငွေကြောက်တယ်ဗတယ်များကြီးအကုန်ကိုတော်တကားအကုန်ဖွင့်အကုန်လုံးတိုင်းပြည်ကိုကြီးညာပလိုက်တာယူကြပြီးတော့သူကဟိုလိုတောထွက်ပြီးတရားထုတ်တာဟိုဒါရသေးဝေပြီးအာထုတ်တယ်ဇံပင်ညင်နေရတယ်သူ့မိသားရသေးဖြစ်သွားတယ်သူ့မိသားတထေသားကနေသူ့မိသားရသေးဖြစ်တယ်အားလုံးသိပြီးသားဘုန်းတို့ဟိုလိုမြတ်ဒီပေကနာဘုရားထံမှာဗျာဒိတ်ရတယ်ပေါ့နော်ပြောလို့တာကတာမန်နဲ့မတူတဲ့အတွေးဖောက်ထွက်တဲ့အတွေးခေါ်ဆိုအဲ့ဒါပြောတာဖောက်ထွက်တဲ့အတွေးခေါ်ရှိထားရမယ်ဟောလို့မျိုးတမရိုးကြအတွေးနဲ့ကိုအတွေးထဲမှာကိုထောင်ကြမခံနဲ့အတွေးထဲမှာလဲထွက်မနေနဲ့ဖောက်ထွက်တဲ့အတွေးခေါ်ရှိရမယ်ဘုံကအဲ့လိုမျိုးတွေးတယ်အခုလည်းငငယ်တွေကအဲ့လိုတွေးလို့လေဒီလမ်းစဉ်ကိုဘုံရှောက်ခဲ့တာအခုလည်းဒီယောဂီဘုံမေးတယ်အရန်ကောင်းတယ်မေးကုန်ပဲနော်လူပြူဘာသာလောက်တာလူဖြစ်လာခြင်းရည်ရွယ်ချက်ကဘာတော့အခုစီးပွားရှာတာဘာအတွက်ရှာစားဖို့ရှာလားကိုတော့မိသားစုကောင်းမကောင်းခံစားဖို့ပျော်ဖို့ပါဖို့ရှာလားလိုချင်တဲ့ဗရန်ဆိုတဲ့အရာတွေကားကြီးတွေအကောင်းစားကြီးတွေတုံးဆွဲဖို့ဝက်လာအဲ့ဒါတွေဝက်ဖို့လူပြလာလားနာမည်ကြီးဖို့လားအဲ့ဒါတွေကဟုတ်တယ်လို့ထင်ရပြီအဲ့အနှစ်သာရမှာမဟုတ်တာလူပြအနှစ်သာရမှာမဟုတ်တာအရင်နာမည်ကြီးပါတယ်ဆိုတဲ့သူတွေတည်သွားတော့လဲပြီးတာပဲမေးပြောပဲဘာမှလည်းလုံးမရနော်တချို့ကမ္ဘာဂင်းနဲ့စံချိန်တွေချိုးပြီးတည်သွားတာတည်တော့လဲတည်ပါတယ်ပြီးတော့လဲဘယ်သူမှလည်းမေးပြောပဲဘာမှမဟုတ်ပါဘူးအဲနာမည်ကြီးချင်းမကြီးချင်းဆိုတာလဲအနှစ်သာရဘဝရဲ့အတိတ်ပဲမဟုတ်ပါနော်ဘောရိုးရှင်းစွာနဲ့သူများမတွေးတဲ့အတွေးတွေနဲ့ဖောက်ထွက်တဲ့အတွေးခေါ်တွေနဲ့ဓမ္မတရားဓမ္မအသိဉာဏ်ကိုလူပြည်ရောက်တော့ရအောင်ယူသွားမယ်ဆိုရဲစိတ်ထားရမယ်ဟုတ်လို့တမေရိုးကြဘဝနဲ့ပဲသွားရင်တော့အဲ့ဒီတမေရိုးကြဘဝတွေကတေပြီးမလားမပြီးသေးဘူးနော်အပယ်ကြအောင်ပါအပယ်ရအောင်ပါလောဘနဲ့တေပိတ်တာဖြစ်မယ်ဒေါသနဲ့တေငဲပြီးရောက်မယ်မောဟနဲ့တေဒီဟုတ်လို့တိရစ္ဆာန်ဖြစ်မယ်မိဘဘိုးဘွားတွေလည်းအဲ့အပယ်ရောက်ကုန်ပြီဒီဘဝမှာလည်းတာရည်သမီးရမိသားစုရေစောင်းနေစီးပွားရေးနေတယ်ပဲအချိန်တွေကုန်ပြီးတော့တေမယ်အဲ့ဒီနဲ့ပဲအသက်တွေကြီးပြီးတေမယ်တေပြီးတော့လည်းအပယ်ကြမယ်ဆိုတော့သွားပြီလေမတန်တော့ဘူးလေဘာလို့မှာဒီလမ်းစဉ်ကြီးတော့ထက်လျှောက်ချင်သေးတယ်ဆိုရင်လည်းလျှောက်ကြပေါ့ဘုံတော့အဲ့လိုမျိုးဘဝကြီးကိုဘဝအဲ့လိုမျိုးလုံးဝအဖြစ်မခံနိုင်တာမန်ဘဝတော့တာမန်လူတွေတဲ့အစင်မြင့်တဲ့စာတင်စာကြတရားပြဘုန်းကြီးဘဝနဲ့တော့ကိုဘဝအဆုံးသက်မခံနိုင်ဒါဆိုလူတွေတဲ့အစင်မြင့်တယ်နော်အဲ့ထက်ကိုမြင့်တဲ့တရားထူးရတဲ့ဘဝနဲ့ပဲကိုဘဝအဆုံးသက်မှာအဲ့ဒီအတွက်အချိန်နေမပေးဘူးတောင်တွေ့ရင်လည်းဖြိုသွားမှာဂျိုင်းတွေ့ရင်လည်းဖြည့်သွားမှာပဲငုတ်တွေ့ရင်လည်းတူးသွားမှာပဲစင်ကြပေးမနေနဲ့ကိုလို့ချင်တဲ့အလုပ်ရအောင်လုပ်တောင်တွေးလို့ပါဂျိုင်းတွေးလို့ပါလာမပြောနဲ့ကိုလှုပ်ချင်တဲ့လှုပ်ကိုတေးချာရချင်တယ်ဆိုဖြစ်အောင်လုပ်စင်ကြမပေးနဲ့အချိန်နေမပေးလို့ဆိုတာလေဘယ်တော့မှတေးရတိပေးမှာမဟုတ်တေးရတိအားမှာမဟုတ်အဲ့ဒါထက်တွေ့ထားအဲ့ဒါကိလေသာရဲ့လှည့်စားချက်တွေဆိုအောင်နားလည်အောင်ဟုတ်ပြီနော်အဲ့ဒီတော့တာမဲလူတွေအနေနဲ့ကိုမေးကြယခုတရားနာပြတဲ့တွေလည်းကိုမေးဘလို့ဖြစ်ကျင်တယ်လဲဒီမှာပေါ့မေးတဲ့မေးခွန်းရှင်ဘုံသဘောကျပါတယ်နော်ဘုံနားလည်ပေးတယ်ကိစ္စမရှိဘူးဘုံတို့အခုမေးတဲ့မေးခွန်းကဒီဝိပဿနာမေးခွန်းမဟုတ်ပေမဲ့လည်းမေးတင်တယ်အဲ့ဒါဘုံဖြေပေးတာတာမဲလူတွေရောဘလို့လှုပ်တင်တယ်လဲဆိုတာတော့ဘုံအခုပြောပြပြီးသွားပြီကိုကြိုက်တဲ့လမ်းကိုယူချင်ဘလို့သွားမလဲကိုရဲ့မိဘဘိုးဘွားတွေရဲ့လမ်းစဉ်တိုင်းသွားရင်လေဘိုးဘွားရဲ့လူမျိုးပဲရောက်သွားမှာပဲမိဘဘိုးဘွားတွေလူမျိုးပဲဘဝကိုအဆုံးသတ်သွားရင်တော့ဘဝကြီးကဘာအတိတ်ပဲရှိတယ်တမရိုးကြလမ်းစဉ်ကြီးအဲ့လမ်းစဉ်ကနေဖောက်ထွက်တဲ့အတွေးခေါ်ရှိဖို့လိုတယ်ဘုန်းတို့ဖျားလောင်းဟာနောက်ဆုံးတိတ်တတမင်းသားဘဝမှာနော်နောက်ဆုံးဒါတိတ်တတမင်းသားဘဝမှာလေဒီအိုနာသေးတွေသူမြင်တဲ့ကတာဝန်ကရတယ်ပေါ့နော်ဘုန်းတော်ဖျားလောင်းဟာဒီလိုတာဝန်ကရတဲ့ခါကျတော့ဘယင်တုတ်တော်ဒနာပြောတယ်ဒီအိုနာသေးလွတ်တာကိုဒီအိုနာသေးကြီးကြုံနေရတာသူမြင်တော့အဲ့ငါအချိန်တန်အိုရမှာနားမယ်တရားမယ်ဆိုတာသိတဲ့အခါကာမဂုဏ်တွေခံစားပြီးအချိန်မပြုံးကျင်တော့ဘူးအဲ့စိတ်ဆင်းရဲတယ်အဖေလှုပ်တဲ့သူကိုပြောပြအဖေလှုပ်တဲ့ဒါဘယင်ဖခင်ပြီးတော့ဟောလို့တုတ်တော်တနာမင်းအဲ့ဒါလောကရဲ့နိယာမပဲလောကရဲ့နိယာမလောကရဲ့တဘာဝပဲအချိန်တန်အိုမယ်နားမယ်သိမယ်အဲ့ဒါလောကရဲ့နိယာမလောကရဲ့တဘာဝအဲ့ဒါလောကရဲ့ကျင်စာစိုးတစ်မျိုးပဲလူပြည်ရောက်လာရင်အိုမင်းအိုချင်းနာရည်သိချင်းဟာရှောင်လို့မရအောင်ငါတာမင်းအဲ့ဒါဘာမှအဲ့ဒါအထူးဆန်းလုံးမနေနဲ့အဲ့ဒါလိုက်ခံစားအောင်နေတာမင်းပြောနေကာမဂုဏ်ခံစား
အဲ့ဒီအိုနာတေကြီးကိုတွေးပြီးမင်းအခုအိုလည်းမဟုတ်သေးဘူးနားလည်းမနာဘူးတေလည်းမတေသေးဘူးအဲ့ဒီကိုတွေးပြီးစိတ်မကောင်းဖြစ်မနေနဲ့အဖေလုပ်တဲ့သူကတော့အဖေပုံစံနဲ့တာမန်ဆုံးမနေကြပုံစံနဲ့ဆုံးမတယ်ဒါပေမဲ့ဖះလုံးကအိုနာတေရှိတယ်ဆိုမအိုမနာမတေတဲ့နေရာတော့ရှိမှာပဲဒါတာမန်လူတွေမတွေးတဲ့အတွေးနော်အဲ့ဒါကျိန်စာဆိုရင်လည်းအဲ့ဒါကိုချိုးဖျက်မဲ့တောင်းဝင်အဲ့ဒါကျွန်တော်တောင်းဝင်ပဲအဲ့အိုနာတေဆိုတဲ့ကျိန်စာကိုချိုးဖျက်မယ်အိုနာတေမရှိတဲ့မအိုမနာမတေတဲ့နေရာကျွန်တော်ရောက်အောင်ရှာဖွေမယ်ဆိုပြီးတောထွက်တာပဲလေတာမန်လူတွေဟုတ်လားအဖေကပြောပြတယ်ဒါပဲတဲ့ဆိုငါလည်းအချိန်တန်လူတိုင်းအိုနာတေမဲ့တူငါလည်းအိုနာတေပေါ့ဘဝအဲ့လိုလေးပဲသွားအောင်ပါလေဖះလောင်းအဲ့လိုမတွေးဘူးအိုနာတေရှိရင်တော့ဒီဒုက္ခမကြုံချင်တော့မအိုမနာမတေတဲ့နေရာတော့ရှိမယ်အဲ့ဒါအောင်ကရောက်အောင်သွားမယ်ရောက်အောင်ရှာဖွေမယ်အဲ့ဒါကြီးကတကယ်လို့ကျိန်စာဆိုးကြီးဖြစ်ခဲ့တယ်လူသားတဲ့တတ္တဝါတဲ့ကြုံရတဲ့မလွဲမသွေကြုံတွေ့ရမယ်ကျိန်စာဆိုးဖြစ်ခဲ့ရင်တော့ငါရောက်အောင်ချိုးပြမယ်ဖောက်ထွက်တဲ့အတွေးခေါ်ဆိုတာအဲ့ဒါပဲနော်ကိုလည်းတွေးရမှာဒီတိုင်းပဲကိုဘွားကိုအချိန်ကုန်သွားမလားမှန်လဲကြည့်ကြအောင်တချို့စိငယ်သေးတယ်ထင်တာမှန်ကြည့်လိုက်မှငါအသက်တော်တော်ကြီးလာပြီပဲအဲ့လိုရှိမယ်နော်အဲ့လိုဖြစ်နေမှာကိုငယ်သေးပဲထင်နေကြတာလေကိုရဲ့ဘေးပတ်ဝန်းကျင်မှာရှိရဲ့တူမတွေကိုရက်ွက်ထဲရသူတွေကိုရဲ့ကလေးတွေကိုပတ်ဝန်းကျင်ရသူတွေကြီးလာတာတွေမြင်တော့ဟာကြီးလာလိုက်ပြီဒီရွယ်ကြီးတော့ရောက်ပြီလားအဲ့လိုပြောမှကိုယ့်အသက်ကြီးတာကြတော့မေ့နေတာနော်အဲ့သူများတွေကြီးတာကြီးပြီးတော့လေထွာလာလိုက်တာကြီးလာလိုက်တာဒီကလေးတွေအကြီးမြန်လိုက်တာအထွားမြန်လိုက်တာတဲ့အဲ့ကိုကြတော့ငယ်တယ်ထင်နေတာအဲ့သူများကိုကြည့်တော့ဒီကလေးတွေကအကြီးမြန်အထွားမြန်တယ်ပြောသလိုကိုယ်တိုင်လည်းကြီးလို့ကြီးမှန်မသိဖြစ်နေတာတရက်ပြီးတရက်ဒီအလုပ်တွေပဲလုပ်နေဘုံဘုံဆိုရင်လည်းဒီမှာကြည့်ဘုံဘုံဒါတပတ်ကိုဘုံဘုံဒါစနေတနင်္ဂနွေပဲတရားဟောတယ်ဂျားမှာလည်းဟောရတဲ့အာတက္ကနာပေါ့နော်ဒီစနေတနင်္ဂနွေonline တရားဟောရတော့မှ9ရက်ဆိုတာကဘလို့ကုံတော့မှမသိဘူးဘုံအခုဒါစနေရောက်ပြန်ပြီဟာရောက်ပြီလားနော်စနေရောက်ပြန်ပြီတရားငါဟောရအောင်ပဲညနော်ဒါမြန်မာစံတော်ကျည8နိုင်ငါတရားဟောရအောင်ပဲဟာဒါတရက်ပြီးတရက်ပြတပတ်ကလည်းမကြလိုက်တာအဲ့လိုပေါ့နော်တခါကြီးကြဘုံတိတ်နေမကောင်းအလုပ်တွေလည်းများပင်လဲပင်မစိတ်ပင်မစရာကြီးလည်းရှိတော့လေဘုံပင်မနဲ့ကဒါတော့နည်းနည်းနားကျင်တာပေါ့နားကျင်ဆိုတော့ဟိုလိုဒီတိုင်းအိတ်ကျင်တာပြောတာမဟုတ်ငြိမ်လေးနေကျင်တယ်တရားလေးမှတ်စာလေးဖက်အဲ့လိုလေးငြိမ်လေးနေကျင်ဒါပေမဲ့ဖုံးကိုကြည့်လိုက်တဲ့အခါကျမှဟာဒီနေ့စနေနေ့ဟာငါဒီနေ့တရားဟောရမှာပါလားဟာပြီးခဲ့တဲ့တနေ့ကုန်နေရမှာဟောရတာစနေတနေ့အခုရောက်ပြန်ပြီစနေတနေ့ကုန်နေဘယ်တော့မှမကြသလိုပဲမြန်တာပြောတာလူတက်တန်းနေလေဟောလို့တစ်ပတ်ပြီးတစ်ပတ်မြန်လိုက်တာနော်ဟောလို့တရက်ပြီးတရက်အခုဒကာသမားတို့လည်းကိုယ့်ကိုတုံးသက်လေဒီလုံရင်းနဲ့ငါဒီရွယ်တော်ရောက်ပြီနော်ကိုယ့်အတက်ကိုပြန်တွေးကြည့်လိုက်ငါမငယ်တော့ဘူးလားတွေးနေတယ်ဒါပေမဲ့ကိုယ့်စိတ်တွေတော့ဒီလောက်နော်လူပြည်မှာနှစ်ပေါင်း340နေရတာကြည့်လိုက်ရင်တော့နှစ်ပေါင်း30နှစ်ပေါင်း40အရန်ကြာမယ်ထင်တာတကယ်ကိုယ်နဲ့ဖြတ်တန်းခဲ့လိုက်တော့ဘာလည်းမဟုတ်ဘူးနှစ်ပေါင်း20 30ရလဲဒါခဏလေးပဲဒါဒီတိုင်းပဲနောက်တဲ့နှစ်20 30လဲဒီတိုင်းပဲသွားမှာပဲတကယ်လို့ဒါမတည်ခဲ့ရင်